ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်တို့ပရိုက်တာမင်းသားကြီးကိုထွန်းမင်းရောက်နေပါခင်ဗျာဟိုပါပေါ့နော်သူစင်ကာပူသွားတယ်စင်ကာပူမှာရတဲ့အလုံငွေလေးနဲ့ပေါ့နော်ကျွန်တော်ဂေယာကိုလည်းလာပြီးတော့မှလူတန်းပေးဖို့လာတာဖြစ်ပါတယ်ကျွန်တော်တို့ကိုထွန်းမင်းပြောမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်ဂျာထဲမှာကျွန်တော်စင်ကာပူနိုင်ငံပေါ့နော်ဖိတ်ခေါ်ပွဲလေးကွန်ပျူတာပွဲလေးနဲ့ကျွန်တော်စင်ကာပူနိုင်ငံကိုသွားပြီးတော့အလုံငွေလေးလည်းရတော့ဗျာအဲ့ဒီမှာကျွန်တော်တို့ဒီဝဂျုံမနဲ့ရှင်ဝင်တစ်မိဘမဲ့ခေဟာပေါ့နော်လှူဖို့ဆိုပြီးတော့ကျွန်တော်ကလည်းစိတ်ကူးလေးရှိထားတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမိဘမဲ့ခေဟာကလည်းအလူရှင်တွေများမှပို့ပြီးတော့အဆင်ပြေမှာပေါ့နော်ကလေးတွေကတရက်ပို့များလာတော့အလူရှင်တွေလည်းများလေးလာပေးရင်ပို့ပြီးတော့အဆင်ပြေတယ်ဘာလို့ဆိုတော့အလူရှင်ရှိမှလည်းဒီကလေးတွေကအရောက်အများကြီးပဲတဖြည်းဖြည်းနဲ့တိုးလာတော့ပေါ့နော်ကျွန်တော်ကလည်းတစ်ဆင့်ပြန်ပြီးတော့အလူရှင်များကိုပြန်လဲပြီးတော့ပြောကြပေးတာဖြစ်ပါတယ်လူစည်းမင်းတို့ရဲ့အလူရှင်တွေရှိမှတာလေဒီရင်ဝင်သက်မိဘမဲ့ဂေဟာရဲ့ကျွန်တော်တဖြည်းဖြည်းနဲ့ထပ်ပြီးတော့ပြန်ပွားပြီးတော့ဗောနော်ကလေးတွေရဲ့ဘဝတိုးတက်ရေးကအစအရာပြောင်းလဲသွားမှာဖြစ်တဲ့အတွက်အလူရှင်တွေအားလုံးလည်းဖိတ်ခေါ်ပါတယ်အဲ့တော့ဗောနော်စင်ကာပူနိုင်ငံမှာကျွန်တော်လူတန်းပေးတဲ့အလူရှင်များတွေကကိုအောင်လေးဗောနော်ကိုအောင်လေးလူတန်းနဲ့အလူငွေ9သိန်းကိုကျွန်တော်ကကျွန်တော်ဝေကမန်းနဲ့ဗောနော်ရင်ဝင်သက်မိဘမဲ့ဂေဟာဝေကမန်းနဲ့ကျွန်တော်9သိန်းလူတန်းပေးမှာဖြစ်ပါတယ်နဲ့အလူငွေ9သိန်းပါကိုအောင်လေးကတော့ကျွန်တော်အလူငွေလူရနော်အဲ့ဒီမှာဆင်းကျွန်တော်9သိန်းနဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ကိုထွန်းမင်းကိုလည်းကျေးဇူးအများကြီးတင်တယ်ဗောနော်အခုလိုမျိုးကျွန်တော်ဒါစင်ကာပူကပြန်လာခြင်းဗောနော်ရောက်တာဘယ်နေ့ရောက်လို့ကျွန်တော်မနေ့29ရက်နေ့မနက်က29ရက်နေ့ဒါဒီဝက်တန်းလာတာဒီဝက်တန်းလာဗောဘယ်မှမလိုရဘူးမသွားသေးဘူးဗောโอเคတော့မနော်တပ်ပုံလည်းရှိရနော်ကိုထွန်းမင်းတခုခုဆိုရင်ကြေးရအောင်သူလူရမှာကျွန်တော်ချုပ်ထားပြီးပါလူရပါတော့ဘာလို့အလူရှင်တွေရှိမှလည်းကလေးတွေရဲ့ဘဝနောင်ရေးဗောနော်ကလေးတွေရဲ့ဘဝတဖြည်းဖြည်းနဲ့ကြီးပြင်းလာမယ်အဲ့တော့အထဲမှာအများကြီးခေါင်းထဲကိုထည့်တာအများကြီးရှိမယ်အဲ့တော့အဓိကပေါ့နော်အလူငွေတွေလိုမယ်ကလေးတွေစားဖို့တောက်ဖို့တွေလိုမယ်အဲ့တော့အလူရှင်တွေအားလုံးလဲလူမယ်ဆိုရင်ကျွန်တော်တို့ရင်ခွေသမီးမမိတ်ကြီးကဒလားမျိုးနယ်မှာရှိပါတယ်ဒါကြောင့်လူနယ်မျိုးဖိတ်ခေါ်ပါတယ်ပြီးတော့နောက်တစ်ခုပေါ့နော်ဒီကမနဲ့TikTok မှာmonetize ပေါ့နော်အောင်သွားပြီပေါ့နော်အဲ့တော့ကိုဝေကမနဲ့ကိုလည်းတင်တဲ့ video file လေးတွေလူကြည့်မြောက်အောင်ဆိုပြီး sharing လေးလုပ်ပေးပါ comment လေးဝင်ရေးပါလို့ကျွန်တော်တောင်းဆိုပါတယ်အဲ့ရရတဲ့ကျွန်တော်တို့ဒေါ်လာတွေပေါ့နော်ဒေါ်လာတွေရတဲ့တစ်ဆင့်ပေါ့နော်များရလေခလေးတွေအတွက်ပို့ပြီးတော့လဲထောက်ပံ့ပေးလို့ရတဲ့အကြောင်းလေးတစ်ခုတော့ဖြစ်တော့ဗျာအဲ့လိုမျိုးလေးဟုတ်ကဲ့ပါဒါကိုအောင်လေးလည်းကျွန်တော်သိပါတယ်ဗောနော်ကိုအောင်လေးတို့ဘာလို့ဒါကျွန်တော်စင်ကူသွားတဲ့အချိန်မှာလည်းသူတို့ဝိုင်းပံ့ပိုးပေးကြတယ်အခုလိုမျိုးကိုထွန်းမင်းကိုလူလိုက်တယ်ဒါပေမဲ့ကိုထွန်းမင်းကလည်းပြန်ပြီးတော့မှကျွန်တော်ကိုပြန်လူတယ်ဗောနော်အကေအောင်9သိန်းတော့ကိုထွန်းမင်းနော်9သိန်းဟုတ်ကဲ့ပါအလူရှင်များအားလုံးလည်းဗောနော်ကြမ်းပါစေချမ်းသာပါစေလို့ကေယာနဲ့ပတ်သက်ပြီးတော့ supporting တွေလုပ်ပေးတဲ့ကိုထွန်းမင်းတို့ရောဗောနော်ကျန်တဲ့အလူရှင်တွေအားလုံးလည်းကျေးဇူးတင်တယ်ဗောနော်နောက်ပြီးတော့ဗောနော်ဒီကိုထွန်းမင်းခုနပြောတဲ့ဒီအကောက်ဆိုတာကတော့လေဗကြေးကူမှာ2511ပေါ့နော်သူ့ရဲ့အကောင့်နာမည်อ่ะပေါ့နော်အဲ့ဒါလေးကို follow လေးလုပ်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကိုထွန်းမင်းလာတော့ပေါ့နော်ကိုထွန်းမင်းနဲ့ကပ်ပြီးတော့ကျွန်တော်ကနည်းနည်းလိုက်ယူတာပေါ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ